ကျွန်တော်အရင်ကကိုမညံမကောင်းတဲ့လူလို့ထင်ခဲ့တာပေါ့နော်။ဘာလို့လဲဆိုတော့တောင်ကိစ္စလေးတွေဆိုရင်ခဏနေမိသွားတတ်တယ်။မနေ့ကဝယ်လိုက်တဲ့အင်ဂျီရဲ့စိမ်းနှုံးကိုကျွန်တော်ဒီနေ့လာမေးရင်မမေ့ဘူးပေါ့နော်။မနက်ကဘာဟင်းနဲ့စားခဲ့လဲ။တယောက်ကလာမေးလိုက်ရင်ပြန်စဉ်းစားနေရတယ်ပေါ့နော်။ဆိုတော့အဲ့လိုမေးတတ်တော့ကျွန်တော်ကိုမညံမကောင်းဘူးလို့ထင်တယ်ပေါ့နော်။ဒါပေမဲ့တနေ့မှာတော့အဲ့ဒီအယူဆကိုပြောင်းသွားစေတဲ့အဖြစ်အပျက်တစ်ခုကြုံခဲ့တယ်။ဆလိပ်ဘူးဘော်ကသတိပေးတဲ့ပုံတွေကိုသိကြမယ်လို့ထင်ပါတယ်။အဆုတ်မမေးတွေကင်ဆာဖြစ်နေတဲ့ပုံတွေအဲ့ဒီလိုမျိုးသတိပေးတဲ့ပုံတွေအကုန်လုံးပေါ့နော်။ဆိုတော့အဲ့ဒါတွေစပေါ်လာတော့ကဆိုရင်ကျွန်တော်အယမ်းမုန်းတာ။ဆလိပ်ထုတ်တိုင်းအဲ့ဒီဘူးကကျွန်တော်ကိုအပြစ်ပြောနေတယ်လို့ခံစားရတယ်။ကဲဆက်တာတော့တနေ့မင်းလဲငါလို့ဖြစ်လာမှာအဲ့လိုမျိုးပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ဒီပုံလေးတွေကိုဒီလောက် drama ဆန်နေလို့ထင်ပါပေါ့နော်။ဒါပေမဲ့အဲ့ဒီတော့ကကျွန်တော်အတွက်ကိုတကယ်ပဲအဲ့လိုခံစားခဲ့ရပထမတစ်ပတ်နှစ်ပတ်လောက်ဆိုရင်အဲ့ဒီပုံတွေကိုကြည့်တော့မကြည့်ချင်ဘူးပေါ့နော်ခါလေးကြလို့ရှိရင်ဘူးကိုအမြန်ကောက်ပြီးတော့ယူလိုက်တယ်တခါတလေနောက်ဖက်ကိုလက်ကိုင်းနေဘာပဲလို့အဲ့ဒီပုံတွေမမြင်ရလေကောင်းလေပေါ့နော်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီပုံတွေကြောင့်ကျွန်တော်စလိတ်တော့ရှော့မတော့ဖြစ်ခဲ့ဘူးဖြတ်ချင်စိတ်လည်းဖြစ်မလာခဲ့ဘူးဘာလို့လဲဆိုတော့အဲ့ဒီသတိပေးတဲ့ပုံတွေမပေါ်ခင်ကတည်းကစလိတ်ကမကောင်းဘူးဆိုတာကိုကျွန်တော်သိပြီးသားအကြောင်းကနေလည်းတင်ပေးတယ်ဆရာဝန်တွေကလည်းပြောတယ် TV မှာလည်းပြောတယ်အကုန်လုံးပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့မြတ်လူတွေကိုမေးလိုက်ရင်ဆလိတောက်တာမကောင်းဘူးဆိုတဲ့ဟာကိုပြောနေတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းဆလိတောက်တာမကောင်းဘူးဆိုတာကိုသိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဆလိဘူးမှာပါလာတဲ့ယောဂပုံတွေကအသစ်ဆန်းဘာမှသင်ပေးနေတာတော့မဟုတ်ဘူးပေါ့နော်ဆိုပြောရရင်အဲ့ဒါကသတိပေးချက်တစ်ခုလိုမျိုးပေါ့နော်ပြီးတော့တဖြည်းဖြည်းနဲ့ညာရင်းချင်းတော့မဟုတ်ဘူးပေါ့နော်တနေ့ကျတော့အဲ့ဆလိဘူးပေါ်မှာဘယ်သတိပေးတဲ့ပုံပါလဲဆိုတာတော့မမိတော့ဘူးဆိုတော့သတိထားမိလာတယ်ပေါ့နော်ဆိုတော့ပုံတွေကတော့အဲ့ဒီတိုင်းပဲရှိနေတော့မယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေကိုမမြင်တော့တယ်လို့မျိုးဖြစ်လာတယ်ပေါ့နော်အစကတော့ကျွန်တော်အဲ့ဒီသတိပေးတဲ့ဟာတွေကို cue မဆိုင်တော့လို့များလားလို့တွေးမိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုတော့လည်းမဟုတ်ပြန်ဘူးအခုတယောက်ကကျွန်တော်ကိုစလိတ်တောက်ရင်ကင်ဆာဖြစ်နိုင်ခြေပိုများတယ်ဆိုတာကိုသိတယ်မလားလို့မေးရင်ကျွန်တော်ကဟုတ်တယ်မှန်တယ်ပေါ့နော်အဲ့လိုပြန်ဖြေမှာပဲပေါ့နော်ဆိုတော့အဲ့ဒီသတိပေးချက်ကိုကျွန်တော်ယုံနေတော့မယ်စလိတ်ကအန္တရာယ်ရှိတယ်ဆိုတာကိုလည်းသိတော့မယ်ဒါဆိုရင်ပျောက်သွားတာကပါလဲပေါ့နော်စလိတ်တောက်တာမကောင်းပါဘူးဆိုတော့အတီကိုလည်းကျွန်တော်သိနေတယ်ဆိုတော့အဲ့ဒီအတီပျောက်သွားတာလည်းမဟုတ်ဘူးအဲ့ဒီပုံတွေကလည်းဆက်ပြီးတော့ပါနေသေးတယ်ဒီတော့ပျောက်သွားတာကကျွန်တော်ရဲ့အာယုံစိုက်မှုပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဂယုမစိုက်တော့ဘူးပေါ့နော်အဲ့လိုမျိုးပြောရမှာပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်စသွေးမိတယ်ဒါကဒီစလိတ်ဘူးနဲ့ပဲဖြစ်တာလားဒါမှမဟုတ်ငါတို့ရဲ့အုံနောက်ကအရာအလုံးကိုဒီလိုပဲအလုံးလုံးနေတာလားပေါ့နော်စဉ်းစားကြည့်လို့ရှိရင်ကျွန်တော်တို့အိမ်အတစ်တလုံးကိုစပြောင်းနေပထမအဆုံးညလို့မြင်အောင်ကြည့်အောင်ဆိုတော့အဲ့ဒီညမှာကျွန်တော်တို့အရာအလုံးကိုသတိထားမိတယ်အိမ်ထဲကိုစပြီးဝင်သွားတဲ့အခါမှာရလိုက်တဲ့အနံ့ပေါ့နော်အိမ်ကြီးချင်းတွေအပြင်ကကြားတဲ့အတန်ပလန်တွေပြီးတော့လအနေငယ်ကြာသွားလို့အဲ့ဒီအိမ်ကိုပြန်ပြီးတော့သွားတဲ့အချိန်ကြာရင်အဲ့ဒါတွေအကုန်လုံးကပုံမှန်ပဲလို့ခံစားရတော့တယ်ပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကားလမ်းမကြီးဘေးမှာအိပ်ရတယ်လို့စဉ်းစားကြည့်ပထမညမှာတလောက်ဆူနေတာကိုလူတွေကဘယ်လိုလုပ်အိပ်နိုင်တာလဲလို့တွေးမိမယ်ပေါ့နော်ဒါပေမဲ့တလားလောက်ကြာသွားတဲ့အချိန်မှာကျွန်တော်အဲ့ဒီအတန်ကိုတော့တိတ်မကြားတော့ဘူးပေါ့နော်ဆိုတော့ကားတန်တွေကတိတ်သွားတာလည်းမဟုတ်ဘူးစလိပ်ဘူးပေါ်ကသတိပေးတဲ့ပုံတွေကလည်းပျောက်သွားတာမဟုတ်ဘူးဒါဆိုရင်ပြောင်းလဲသွားတာကငါတို့လားဒါမှမဟုတ်ရင်ပြောင်းလဲသွားတာကငါတို့ရဲ့အာယုံစူးစိုက်မှုပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်တို့ပိုစဉ်းစားလေပိုထူးဆန်းလာလေပဲဘာလို့လဲဆိုတော့ဒီလိုဖြစ်တာကစလိပ်ဘူးတစ်ခုတည်းလည်းမဟုတ်ဘူးကားတန်တစ်ခုတည်းလည်းမဟုတ်ဘူးကျွန်တော်အထင်ကျွန်တော်တို့အုံနောက်ကဒါသူ့ရဲ့အလုံးလုံးတဲ့ပုံစံပေါ့နော်ဆိုတော့သူကအမြဲတမ်းအဲ့လိုမျိုးလုပ်နေခဲ့တာဒီလိုမျိုးစဉ်းစားကြည့်ပေါ့နော်အခုခဏလေးမျက်စိမိတ်ပြီးတော့ကိုယ့်ရဲ့အိတ်ခမ်းကိုစိတ်ထဲမှာမြင်အောင်ကြည့်လိုက်အဲ့ဒီထဲမှာပစ္စည်းတွေဆယ်ချီပြီးတော့အနည်းဆုံးရှိမယ်မဟုတ်ရင်လည်းယာချီပြီးတော့ရှိမယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ဘယ်နှခုလောက်ကိုကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့စဉ်းစားလို့ရလဲပေါ့နော်ကျွန်တော်အခုစဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စာရေးစပွဲကုံရှိတယ်ကတင်ရှိမယ်ထိုင်ကုံရှိမယ်ပြီးတော့ power station ရှိမယ်ပြီးတော့အဝတ်ဗီဒီယိုထဲမှာအဝတ်တွေရှိမယ်ပေါ့နော်ဒါပေမဲ့အဝတ်ဗီဒီယိုထဲမှာအဝတ်တွေဘယ်နှထည်ရှိတယ်ဘယ်လောက်ရှိတယ်ဘယ်အင်ဂျီကဘယ်လိုနေရာမှာဆိုတော့အဲ့လိုမျိုးဒီတေးချအရာတွေကိုကျွန်တော်မမှတ်မိတော့ဘူးပေါ့နော်ဒါပေမဲ့အခုတယောက်ကလာပြီးတော့ကျွန်တော်ရဲ့ထိုင်ကုန်ကိုနေရာရွှေ့လိုက်တယ်လို့စဉ်းစားကြည့်တခါလုံးကပုံစံပြောင်းသွားတာမဟုတ်ဘူးဒါပေမဲ့တစ်ခုပေါ့နော်ကျွန်တော်မြင်နေကြပုံစံမဟုတ်ပဲနဲ့နေရာရွှေ့လိုက်တယ်လို့
စဉ်းစားလိုက်လို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုချက်ချင်းသတိထားမိတယ်ပေါ့နော်ဒီတော့ကျွန်တော်ရဲ့အုံနောက်ကအရာအလုံးကိုမှတ်ထားဖို့ကြိုးစားနေတာမဟုတ်ပဲနဲ့ပြောင်းလဲသွားတဲ့အရာတွေကိုပဲစောင့်ကြည့်သတိထားမိတာများလားပေါ့နော်ဆိုတော့အဲ့ဒီအသွေးကကျွန်တော်အဖြစ်အပျက်တစ်ခုကိုသတိရစေတယ်တက္ကသိုလ်တက်သုံးကဆိုရင်ကျွန်တော်နေတဲ့ဘော်ရာဆောင်ကတောက်ရည်ကတော်တော်ဆိုးတယ်ပြီးတော့မိုးတွင်းဖြစ်တဲ့ခါကျတော့ရေတွင်းကိုမှကွန်ကရစ်တွေပါနေလှုပ်ထားတာမရှိဘူးပေါ့နော်မြေကြီးသားမြေရေတွင်းကိုပဲဒီတိုင်းကျွန်တော်တို့ကခတ်ပြီးတော့တောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမိုးတွင်းကာလလည်းဖြစ်တဲ့အချိန်မှာအပေါ်မှာကလည်းမိုးတွေရွာတဲ့ခါကျတော့အဲ့ဒီရေတွေကအဲ့ဒီရေသွင်းတွေကိုပြန်စိတ်နေတာပေါ့နော်အဲ့ခါကျတော့ရေရောက်ဝါကြီးဖြစ်ပြီးတော့ကျမကြီးရှူတောင်းနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုမှအဆင်မပြေဘူးပေါ့နော်ပြီးတော့ကျွန်တော်ကလည်းအဲ့ဂျားတဲ့ကာလမှာကျမကြီးတိတ်မကောင်းတာနေမကောင်းဖြစ်တဲ့ခါကျတော့အဲ့ဒီရေကိုတောက်လို့မရဘူးအဲ့ဒါနဲ့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ရဲ့အတော်ရှိတဲ့အိမ်ကနေပြီးတော့သွားပြီးတော့ရေကိုတည်တယ်ပေါ့နော်စိုင်ကလေးနဲ့ရေသွားတည်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တစ်လလောက်လုပ်ခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီအဖြစ်အပျက်ကိုလုံးဝမေ့သွားတာ5 နှစ်လောက်ကြာသွားပြီဆိုတဲ့အချိန်ကျတော့မှအဲ့ဒီအဆောင်အတငယ်ချင်းနဲ့ကျွန်တော်ပြန်တွေ့တော့ကြတော့ကျွန်တော်ပြောတယ်အဲ့တော့မင်းအဲ့တော့ကရေမတန့်လို့ဆိုပြီးတော့မင်းရေတော့တည်တာလေလို့ပြောလိုက်တဲ့အချိန်ကျတော့မှကျွန်တော်စစချင်းကျတော့ကြောင်သွားတာပေါ့နော်ဟုတ်လို့လားပေါ့နော်ဘလို့မှမမတ်မိဘူးဒါပေမဲ့ तू ပြောနေနေမှာပဲခေါင်းထဲမှာကျွန်တော်အဲ့ဒီမှာသွားပြီးတော့ရေသွားတည်ခင်ရေတော့တည်ရတဲ့ပုံတွေရေကအဆောင်ရေကမကောင်းဘူးဆိုတဲ့ဟာတွေပြန်ပြီးသတိရလာတာပေါ့နော်ဆိုတော့အဲ့ဒီဟာကကျွန်တော်အောသွားစီတယ်ပေါ့နော်ဘာလို့လဲဆိုတော့နှစ်ပေါင်းများစွာကျွန်တော်အများအားပြောနေတာကကျွန်တော်ကမညံမကောင်းဘူးပေါ့နော်ခဏလေးနေမေ့တယ်လို့ပဲကိုယ့်နဲ့ကိုယ်ယူဆထားတာဒါပေမဲ့တကယ်တမ်းကျတော့နှစ်ပေါင်းများစွာကြာနေတဲ့ဖြစ်ပျက်တစ်ခုကိုလည်းကျွန်တော်မေ့နေခဲ့တယ်ဒါပေမဲ့အကျိုးကြောင့်တိုက်ဆိုင်တဲ့အချိန်မှာအဲ့ဒီ memory ကပြန်ပြီးတော့ခေါင်းထဲကိုရောက်လာတယ်ပေါ့နော်ဒီတော့အဲ့လိုဆိုရင်ကျွန်တော်ကကိုယ့်အကိုယူဆထားတဲ့မညံမကောင်းဘူးဆိုတဲ့ဟာကမဟုတ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့နှစ်ပေါင်းများစွာကဒီလိုမျိုးအဖြစ်အပျက်လေးတစ်ခုကိုကျွန်တော်ပြန်မှတ်မိနိုင်နေဆိုရင်ငါတကယ်မညံမကောင်းတာတော့လည်းမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒါကအုံနောက်ကသူ့ရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့နော်အဲ့ဒါကြောင့်ပဲကျွန်တော်တို့မလိုအပ်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒါတွေကိုမေ့နေတယ်ဒါပေမဲ့အကျိုးကြောင့်တိုက်ဆိုင်သွားတဲ့အချိန်မှာတော့ပြန်ပြီးတော့သတိရလာတယ်ပေါ့နော်အဲ့လိုဆိုတော့မညံမကောင်းဘူးဆိုတာကတကယ်ရောဟုတ်ရဲ့လားပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်မမှတ်မိတာကအခုလက်ရှိအချိန်နဲ့မဆိုင်တော့တဲ့အရာတွေပဲလားပေါ့နော်ဆိုတော့အဲ့လိုအရာတွေကိုပဲကျွန်တော်ရဲ့အုံနောက်ကအရေးမပါဘူးလို့ယူဆပြီးတော့ဖျောက်ထားပြလိုက်တာများလားပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်အခုတိုက်ဆိုင်လာလို့ကျွန်တော်ရဲ့မညံမကောင်းဘူးဆိုတာဘာကြောင့်အဲ့လိုစဉ်းစားလဲဆိုတာလေးလည်းကျွန်တော်ပြောပြချင်တယ်ကျွန်တော်ဘယ်လောက်ထိဆိုလဲဆိုလို့ရှိရင်ကျွန်တော်ကကျောင်းကိုမြို့တစ်ခုမှာ9 နှစ်လောက်ကျောင်းတက်ခဲ့ကျွန်တော်အဆောင်ကနေပြီးတော့အဲ့ဒီယထာဘူတာကိုသွားတဲ့လမ်းရှိတယ်ပေါ့နော် point A နဲ့ point B ရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်အဆောင်က point A ဘူတာရောက point B ပေါ့နော်ဆိုတော့အဲ့လိုမျိုးစဉ်းစားကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကနေမှာဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘက်မှာစိုင်ကဲစီးတယ်ပေါ့နော်အခုကျွန်တော် point A ကနေပြီးတော့ point B ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကအခုလက်ရှိနေတာ point A ကျွန်တော်ရဲ့စိတ်ကူးထဲမှာ point B ဆိုတဲ့ဘူတာရောညို့လည်းမျက်လုံးထဲမှာမြင်တယ်ဒါပေမဲ့ကျွန်တော်အဆောင်ကနေနည်းနည်းထွက်လိုက်ပြီးသွားရင်နည်းနည်းလေးထွက်လိုက်ပြီးတာနဲ့အဲ့ဒီကနေပြီးတော့ဒီလမ်းကတွားလို့ရှိရင်ဒီကိုရောက်မယ်ဆိုတဲ့ဟာကိုကျွန်တော်ခေါင်းထဲမှာမရှိတော့ဘူးအဲဆိုကျွန်တော်ဘယ်လောက်ထိဆိုးလဲဆိုလို့ရှိရင်ကျွန်တော်ကတနေရာတစ်ခုသွားရဲဆိုရင်ကျွန်တော်ဒီလမ်းကြောင်းသွားရဲဆိုရင်ဒီလမ်းကြောင်းဝင်သွားတာပြီးတော့တကယ်တမ်းပြောရရင်မြို့ကကြီးလားဆိုလို့ရှိရင်ရန်ကုန်မြို့လိုမျိုးမြို့နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်နှာခေါင်းပေါက်လောက်ပဲရှိဘူးပေါ့နော်ဆိုတော့မိန်လန်းဆိုတာပြောရမယ်ဆိုလို့ရှိရင်လူတွေအားလုံးသွားနေတဲ့လမ်းမို့လို့တာမိန်လန်းဖြစ်နေတာရန်ကုန်ကလိုမျိုးမီးပွိုင်းနေလမ်းကိုအကျယ်ကြီးတွေအဲ့လိုမျိုးနှစ်လမ်းသွားတွေအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်တလမ်းထဲမှာပဲအကုန်လုံးစုပြုံပြီးတော့သွားကြတယ်ဒါပေမဲ့လမ်းတွေနေဖြစ်တဲ့ခါကျတော့လမ်းတွေကတော့အရင်များတာပေါ့နော်တွိုင်းနဲ့လမ်းတွေမာပြီးတော့တခါတလေ15မိနစ်နဲ့ရောက်အောင်မယ်ခရီးကိုနိုင်ဝက်လောက်ကြာနေကြာသွားတယ်ပေါ့နော်ဆိုတော့နောက်ခါကျတော့ကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုတဲ့ခါကျတော့သွားလို့ရှိရင်ဒီလမ်းမလားဒီလမ်းဆိုဒီလမ်းပဲသွားတော့အဲ့မှာကျွန်တော်လမ်းကြောင်းနည်းနည်းပြောင်းလိုက်ပြီဆိုရင်တေးကြတယ်ကျွန်တော်အဲ့ဒါဝေ့ပြီးတော့တနေရာမဟုတ်တနေရာပေါ့နော်တလမ်းမဟုတ်တလမ်းတော့ကျွန်တော်မားပြီးတော့မှနောက်ဆုံးကျွန်တော်သွားခြင်းတဲ့နေရာကိုရောက်တာပေါ့နော်အဲ့လောက်ထိကျွန်တော်တို့မျိုးဆိုးတယ်လူတော့မရှိရှိရင်တော့ရှိမှာပေါ့ဥပမာကျွန်တော်ပြောလိုက်လို့ခုမှကျွန်တော်နဲ့တိုက်ဆိုင်ပြီးတော့အေးဟုတ်တယ်ငါတို့လည်းအဲ့လိုပဲတနေရာနေတနေရာသွားရင်နေရာရိုးတော့မျက်လုံးထဲမှာမြင်နေဒါပေမဲ့ဂျားရဲ့လမ်းညိုပျောက်နေတယ်ဆိုတော့လူလည်းထွက်လာမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိရဲဆိုတော့ကျွန်တော်ကောင်းမှချက်ပြောပြပါအောင်ဆိုတော့အတူတူဖြစ်နေတဲ့လူတွေတွေးကျင်လို့ပါကဲဆိုတော့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်
အုံနောက်မကောင်းဘူးဆိုတော့ကတကယ်မဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့နှစ်ပေါင်းများစွာကြာနေတဲ့ဖြစ်ပျက်တွေကိုငါတို့ကမှတ်မိတယ်ဆိုတဲ့အခါကျတော့ငါတို့အုံနောက်မကောင်းဘူးဆိုတာလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေးရတာတော့ကျွန်တော်သဘောကျတယ်ဘာလို့လဲဆိုတော့မိသွားတယ်ဆိုတာကျတော့ကျွန်တော်တို့ရဲ့အုံနောက်ကအလုံးမလုံးတော်တာမဟုတ်ဘူးပေါ့နော်ဖြစ်နိုင်တာကသူကအရာတွေကိုစနစ်တကျစီမံနေတဲ့တဘောတချို့အရာတွေကိုအနားနာမှာထားတယ်တချို့အရေးကြီးတယ်လို့ယူဆတဲ့အရာတွေပေါ့တချို့တွေကျတော့စင်ပေါ်မှာတင်ထားတယ်ဆိုတော့ကျွန်တော်တို့တစ်သက်လုံးမမေ့တော့မယ့်အရာတွေလိုမျိုးပေါ့နော်ဒါပေမဲ့တချို့အရာတွေကိုကျတော့အရေးမပါတော့ဘူးလို့ယူဆပြီးတော့ကြောင်ထဲမှာထိုးထားတယ်ဒါပေမဲ့အကျိုးကြောင့်တိုက်ဆိုင်သွားတဲ့အချိန်ကျရင်တော့သူကဒီကြောင်ထဲကနေပြီးတော့ပြန်ထုတ်လာခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဆက်စဉ်းစားနေတဲ့အရာတစ်ခုလည်းရှိတယ်တကယ်လို့ကျွန်တော်တို့ရဲ့အုံနောက်ကအဲ့လိုမျိုးပေါ့နော်အချိန်တွေကြာလာတာနဲ့အမျှဘယ်ရာနဲ့မှနေသားမကျနေဘူးဆိုလို့ရှိရင်ကျွန်တော်တို့လမ်းခွဲတိုင်းပေါ့နော်ပထမအဆုံးအချိန်ကြုံရတယ်လို့မျိုးပဲနာကျင်နေမယ်ကျွန်တော်အမားတွေလုံးမိတိုင်းဒီအမားကိုအခုမှစပြီးတော့ကြုံဘူးတယ်လို့မျိုးခံစားရမယ်ပေါ့နော်ပြီးတော့စူညံတဲ့အတန်တိုင်းကလည်းအများအားစူညံနေမယ်ဆိုတော့တကယ်တော့ပြောရရင်အဲ့လိုမျိုးဘဝမျိုးနဲ့တော့ကျွန်တော်တို့မနေနိုင်တော့ဘူးပေါ့နော်ပင်ပန်းလုံးတော့ကျွန်တော်တို့လဲကျသွားတော့တယ်ဆိုတော့ဒါဆိုလို့ရှိရင်အရာတွေကိုနေသားကျသွားတာကအားနိုင်ချက်တစ်ခုမဟုတ်တော့ဘူးဖြစ်နိုင်တာကအဲ့ဒါကကျွန်တော်တို့အသက်ရှင်နေတိုင်းနဲ့အကြောင်းရင်းတွေကတစ်ခုပဲဒါပေမဲ့အဲ့ဒီတော့ကိုတော့ကျွန်တော်တို့ပေးလိုက်ရတဲ့တန်ဖိုးကတော့ရှိတယ်ကျွန်တော်တို့ရဲ့အုံနောက်ကရင်းနှီးနေတဲ့အရာတွေနေသတူကဖြစ်ပျက်နေတဲ့အရာတွေကိုတဘာဝအတိုင်းပဲတိတ်ရေးမပါဘူးလို့ယူဆပြီးတော့နောက်ခံ background တွေအဖြစ်နဲ့ကိုပြောင်းလဲလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝရဲ့အရေးကြီးတဲ့အရာတွေဘယ်နှခုအများတိတ်တိတ်လေးကျွန်တော်တို့မျက်စိအောက်ကနေပျောက်သွားခဲ့ပြီလေပေါ့နော်ဥပမာမိဘတွေရဲ့စပင်တွေဖြူလာတာတွေနှစ်တွေကြာကြီးစကားမပြောပြတော့တဲ့တငယ်ချင်းတွေအိမ်ဆိုတဲ့နှွေးထွေးမှုတွေပေါ့နော်ဆိုတော့အများအားကိုအနားမှာရှိနေတဲ့လူတွေပြောမယ်ဆိုရင်ကျွန်တော်အရာအလုံးကိုမမိနေဖို့ကလည်းမဖြစ်နိုင်ဘူးပေါ့နော်ဒီလိုတကယ်အရေးကြီးတာကကျွန်တော်တို့တစ်ခါတလေကြတော့ခဏလောက်ရက်ပြီးတော့ပြန်ပြီးတော့မြင်အောင်ကြည့်ဖို့ပေါ့နော်ဘာလို့လဲဆိုတော့တစ်ခါတလေကြရင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကဘာမှမပြောင်းလဲသွားဘူးပြောင်းလဲသွားတာကကျွန်တော်တို့မကြည့်ဖြစ်တော့တာပဲပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ချစ်ရတဲ့သူတွေနဲ့ခီးတွေသွားကြတယ်ဓာတ်ပုံတွေရိုက်ကြတယ်မွေးနေ့တွေကျင်းပကြတယ်ပေါ့နော်တငယ်ချင်းဟောင်းတွေစီကိုပြန်လဲကြတယ်ကိုယ့်ရဲ့မွေးရက်မျိုးပြန်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေလှုပ်လိုက်လို့ဘဝရုပ်တရက်အတိတ်ပဲရှိလာတာတော့လည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအခိုက်အတန့်တွေကကျွန်တော်တို့ရဲ့အုံနောက်ကိုဒီຢာတွေကတော့အရေးကြီးတယ်ဆိုတော့ signal ပြပြီးတော့ဒီမှတ်ဉာဏ်တွေကိုအသက်ဆက်နေတယ်လို့မျိုးပေါ့နော်ဖြစ်နိုင်တာကကျွန်တော်တို့ရဲ့အုံနောက်ကကျွန်တော်ရဲ့ဘဝကိုဖုံးကွယ်ဖို့ကြိုးစားနေတာမဟုတ်ဘူးဖြစ်နိုင်တာကကျွန်တော်ရဲ့ဘဝကိုနေသားထိုင်တာဖြစ်လာတဲ့အနေအထားလေးဖြစ်အောင်လို့ကြိုးစားနေတာပေါ့နော်ဒါပေမဲ့အရေးကြီးတဲ့အရာတွေကိုအမှတ်ရနေအောင်လို့တစ်ခါတလေကြာရင်ပြန်ကြည့်ဖို့ကတော့ကျွန်တော်တို့ရဲ့တာဝန်ပဲပေါ့နော်